ပါဒီနေ့မှာတော့ပေါ့နော်မိကုန်းလေးတစ်ခုဖြည့်ပေးခြင်းလို့ပါဘာလဲဆိုတော့ဒီနေ့မေးထားတဲ့မိကုန်းလေးကပေါ့နော်ညီမလေးကြောင့်မေးထားပါတော့ဒီကိုရီးယားနိုင်ငံမှာပေါ့ကျောင်းတက်ပြီးလို့ရှိရင်ပေါ့နော် teachers တယောက်အနေနဲ့ English teachers တယောက်အနေနဲ့အလုပ်ရနိုင်လားပေါ့နော်အဲ့ဒါလေးမေးထားပါတော့အဲ့တော့ကျောင်းတက်ပြီးရဲ့အချိန်မှာရောကျောင်းမတက်တဲ့အချိန်မှာရောအလုပ်ရနိုင်လားပြီးတော့လကရောဘယ်လောက်ရှိလဲကျောင်းသားကျောင်းသူတွေရဲ့အခြေအနေရောဘယ်လိုလဲအလုပ်ရှင်တွေရောဘယ်လိုမျိုးဆက်ဆံလဲဘာတွေသင်ရလဲပေါ့နော်ဒီဗီဒီယိုလေးမှာမြန်မြန်လေးပဲပြပြပေးသွားပါမယ်အဲ့တော့ပထမဦးဆုံးမြို့ဒီကိုကျောင်းနဲ့ဆလာတဲ့အချိန်ပေါ့ Master in ထီစောတက်တဲ့အချိန်မှာတော့မြို့ဗီဇာကD2 visa ပေါ့နော် D2 visa ကျတော့ language school ကတော့မြို့ D4 visa ပေါ့နော်ဒါပေမဲ့ master ဖြစ်တဲ့အချိန်မှာ D2 visa အဲ့တော့ D2 visa နဲ့မြို့အလုပ်တွေသွားလျှောက်ကြည့်ဘူးတဲ့အဲ့ချိန်တုန်းကအလုပ်ရှင်တွေကကြတော့ကြိုက်တယ်ဒါပေမဲ့ D2 visa ဖြစ်နေတဲ့အတွက်သူတို့က F visa မဟုတ်လို့ရှင်အလုပ်ခံခွင့်မရှိဘူးပေါ့နော်အဲ့အတွက်ကြောင့်မို့အလုပ်မရခဲ့တဲ့အချိန်တွေလည်းရှိရဲနောက်ပြီးကျတော့ကျောင်းတက်တဲ့အခါကျတော့ကိုယ်တငယ်ချင်းတွေကဒီ school founder တွေဖြစ်တဲ့သူတွေပါတယ်ဒီ department head တွေဖြစ်တဲ့အချိန်လူတွေလည်းပါတယ်အဲ့ချိန်မှာကိုယ်ကိုလည်းသဘောကျရအောင်ကောပြီးတော့ကိုယ်နဲ့ခင်မင်းမှုရအောင်သဘောကျတာအောင်သူတို့ကကန့်လန့်ပါတယ်သူတို့ကျောင်းနေမှာလူလိုတယ်မေလာလောက်ပါလားပေါ့နော်အဲ့လိုမျိုးလေးကန့်လန့်ပါတယ်ကန့်လန့်တဲ့အခါကျတော့အဲ့ဒါလေးလုပ်ဖြစ်ပါတယ်ပုံမှန်ဆိုလို့ရှိရင်တော့ F visa မှာအလုပ်လုပ်ရမှာဖြစ်ပေမဲ့တငယ်ချင်းတွေကြောင့်အဲ့လိုမျိုးဒီ master တွေကပေါ့အလုပ်လုပ်ခဲ့ပါတယ်ဒါပေမဲ့အဲ့အလုပ်လုပ်တဲ့ပုံတွေကြောင့်ဘာလို့မတင်လဲဆိုဒီမှာကျတော့သူတို့ကအရန်ဒီသူတို့ဒီ public မှာပဲဖြစ်ဖြစ်ဒီရထားစီးရတို့ကားစီးရတို့မှမျက်နှာပါတယ်ဆိုလို့ရှိရင်သူတို့ဒီပိုင်ရှင်ခွင့်ပြုချက်မရဘဲနဲ့ပါလို့ရတယ်မရှိခက်တယ်ပေါ့နော်မရဘူးပေါ့နော်အဲ့ခါကျတော့အဲ့ကျောင်းနေလှုပ်တာတော့ဘာလို့လဲကွာကလေးနဲ့တူရိုက်တာတော့ဘာလို့ဆိုလဲကိုတက်ပုံကsafe ပဲစေးထားရတယ်ပြီးတော့အဲ့လိုမျိုးသူတို့မိဘတွေကမကြိုက်တာလို့ဘာလို့ရှိရတဲ့အတွက်ကြောင့်အဲ့ဒါရော public မှာတစ်ခါမှချမပြဘူးပေါ့နော်အဲ့တော့ကတော့လာကဘယ်လောက်ရခဲ့လဲဆိုရင်ပုံမှန်ဆိုရင်တော့အင်္ဂလိပ်စာသင်မယ်ဆိုလို့ရှိရင်တော့ဒီမှာပေါ့နော် native speaker မဟုတ်ဘူးဆိုရင်တော့3000ခွဲကနေပြီးတော့9000 6000 1 9000 6000လောက်မှာစရပါတယ်3000ခွဲဆိုတော့မြန်မာငွေဆိုလို့ရှိရင်1 3000ခွဲပေါ့နော်မြန်မာငွေဆိုတော့အခုလက်ရှိဈေးနဲ့ဆိုရင်တော့3လောက်နဲ့မျှောက်ပါပေါ့မြန်မာအဲ့လောက်တုံးမှာဆိုရင်တော့1ဈေးက3.7 3.8အဲ့လောက်ရှိရပေါ့နော်အဲ့တော့ထားပါတော့ပေါ့3000ခွဲဆိုတော့တနာရီကို3သိန်းကျော်လောက်တော့ရရပေါ့နော်ဒါကတော့ကိုကတကယ် experience လည်းရှိရမယ်တကယ် lesson plan တွေလည်းဆွဲနိုင်ရမယ်တကယ်သင်ကြားနိုင်တယ်သူတို့ဘာပေးသင်ကြားနိုင်တဲ့အနေအထားတစ်ခုမှတော့ရှိရပါပေါ့ဒါ3000ခွဲဆိုတာအနည်းဆုံးပေါ့နော်ပြီးတော့နောက်တစ်ခုကကြတော့မြန်ကြတော့ full time အလုပ်တွေရပါမယ်ဒီ4လ semester တစ်ခုပြီးလို့ရှိရင်4လတစ်ခါမြန်မာပြန်ရဘာလို့လဲဆိုတော့မြန်မာမှာက future လေးရှိရဲအဲ့အလုပ်တွေအတွက်ကိုမြန်မာ manage လုပ်ရမှာရှိသေးတဲ့အတွက်ဒီမှာသူတို့ကို full time တော့ contract ကိုမလုပ် part time ပဲအလုပ်လုပ်တယ်ပေါ့နော်ကိုကတငယ်ချင်းတွေလည်းရှိရဲတငယ်ချင်းကောင်းတွေလည်းရှိရဲအတွက်ကြောင့်မို့ master တွေကနေအလုပ်ရခဲ့တယ်ပြီးတော့master တက်နေနေမျိုး semester 3ခုလောက်ပြီးရဲ့အချိန်မှာကြတော့မျိုးဒီမင်္ဂလာဆောင်ခဲ့ပေါ့မင်္ဂလာဆောင်ခဲ့တဲ့အချိန်မှာမျိုး visa ပြောင်းသွားတယ် visa ပြောင်းတဲ့အချိန်မှာတော့မျိုးဘယ်အလုပ်ကိုပဲရှောက်ရှောက် visa ကြောင့်အဆင်ပြေသွားရပေါ့နော် visa က F visa ဖြစ်သွားတဲ့အတွက်ဘယ်အလုပ်ကိုပဲရှောက်ရှောက်သူတို့ဒီ F visa သမားတွေဆိုလို့ရှိရင်အလုပ်ရှင်တွေအနေနဲ့တရားဝင်လုပ်ခံဝင်ရှိရဲသူတို့လည်းတရားစွဲတော့ဘာလို့ဖြစ်မခံရဘူးပေါ့နော်ဒီနိုင်ငံမှာကြောက်လေဥပဒေတွေကအရန်တင်းကျပ်တယ်ဥပဒေကအရန်ဥပဒေဖောင်တွင်းထဲမှာပဲနေရတာပေါ့တစ်ခုခုကိုကျူးလွန်မိတာဆိုလို့ရှိရင်ရော်ကြီးတွေလည်းအများကြီးပေးရတယ်ဒါတွေလည်းတခြားသူတွေစီကတော့ကြားဖို့မှာပါနော်ရော်ကြီးတွေအများကြီးပေးရတာမျိုးတို့နောက်ပြီးတော့ရော်ကြီးမပေးချင်လို့ရှိရင်ထောင်ဒဏ်တို့အဲ့လိုမျိုးရှိရခါကြတော့ဒီနိုင်ငံမှာကအဲ့လိုမျိုးမဟုတ်တာမလုပ်ရဘူးပေါ့နော်အဲ့တော့သူတို့ကအလုပ်လုပ်ငန်းရှင်တွေအနေနဲ့လည်းသူတို့ဒီ visa ဆိုတဲ့ကျောင်းသား visa ကိုအဲ့လိုမျိုးပေးဖို့ဒီသူတို့အတွက်ခက်တယ်ပေါ့နော်အဲ့ဒါကြောင့်မို့အဲ့တော့ကျောင်းတက်နေတဲ့အချိန်မှာတော့ part time အနေနဲ့ဆရာမအလုပ်ကတော့နည်းနည်းခက်လိမ့်မယ်တခြားအလုပ်တွေဖြစ်တဲ့စားတောက်ဆိုင်မှာလုပ်တာတို့ဘာလို့ညာတို့အဲ့ဒါကြီးကတော့လုပ်လို့ရရပေါ့နော် okay အဲ့ဒါဆိုလို့ရှိရင်ဘာသာရေးသင်ရလဲပေါ့နော်မြန်မာကတော့ဒီလိုမျိုးဟာကွန်လိုနီယာမျိုးမှာစတင်တာဟာကွန်ဆိုတာဘယ်လိုမျိုးလဲဆိုတော့မြန်မာမှာဆိုလို့ရှိရင်လိုမျိုးကျူရှင်လိုမျိုးနေရာလို့ခေါ်ရပေါ့နော်ကျောင်းသားတွေကဒီအစိုးရကျောင်းကိုတက်တယ်တက်ပြီးလို့ရှိရင်ဒီကျူရှင်ကိုလာပြီးရဲ့အချိန်မှာကြာလို့ရှိလို့ရှိရင်သူတို့စာကိုပြန်ပြီးတော့လုပ်ပေးရတဲ့ပုံစံပေါ့နော်အဲ့မှာမြန်မာအင်္ဂလိပ်စာကိုလုပ်ပေးရခလေးတို့လုပ်ပေးရဒါပေမဲ့ဘာရှိလဲဆိုသူတို့စာအုပ်တွေဆိုလို့ရှိရင်ဒီလိုမျိုးပုံစံနေဒီလိုမျိုးပြင်ရင်ကွန်မန့်မှာပြထားပြီပေါ့နော်သူကအင်္ဂလိပ်စာကိုမှကိုရီးယားစာနဲ့ရောထားကိုရီးယားစာဆိုအင်္ဂလိပ်စာပါတယ် instruction တွေဒီကိုရီးယားလို့အဲ့တော့ကိုရီးယားလို့တော့အနည်းငယ်တက်မှာတော့ရမယ်အများကြီးတော့တက်စရာမလိုကလေးနဲ့တစ်ခါတလေ communicate လုပ်ကြမယ်ဒီစာတွေကိုဖတ်တတ်ကြမယ်ရှင်းပြပြောတာတော့အင်္ဂလိပ်လိုပဲပေါ့နော်ကိုကတော့အဲ့လိုမျိုးforeigner ဖြစ်တဲ့အတွက်သူတို့ကအင်္ဂလိပ်လို
ကိုကတော့အဲ့လိုမျိုးပေါ့နော် foreigner ဖြစ်တဲ့အတွက်ကြောင့်မို့လို့သူတို့က English လို့ပြောရတဲ့နေရာမှာပဲထားတာများတယ်ပေါ့နော်အဲ့တော့ master ပြီးသွားတဲ့အခါကျတော့ပို့ပြီးတော့အလုပ်ကိုင်တော့ကပို့ပြီးတော့လွယ်သွားတယ်ဘာဖြစ်လို့လဲဆိုတော့ဒီ HUFS Hankook University of Foreign Studies ပေါ့နော်ဒီကိုရီးယားမှာဆိုလို့ရှိရင် language အတွက်နံပါတ်1ကျောင်းတော့ပြောလို့ရပါပေါ့နော်ဒီကျောင်းကလည်းကျောင်းပြီးထားဖြစ်တယ်ပြီးတော့ကိုယ့်ရဲ့ grading တွေကလည်းကောင်းတယ်ဒီမှာကျောင်းပြီးရဆိုရင်အလုပ်ရဖို့အတွက်က grading ဒီအရန်ရေးကြည့်ပါတယ်ကိုယ့်ရဲ့ GPA scores နဲ့ grading ဒီမှာအရန်ကိုအရေးကြီးပါတယ်အလုပ်ရှင်တွေကဒီဟာကိုကြည့်ပြီးတော့ကိုယ့်ကိုအလုပ်ခန့်ခြင်းမခန့်ခြင်းစဉ်းစားတာပေါ့နော်အဲ့ဒါကောပြီးတော့ကိုယ့်ရဲ့လုပ်ငန်းအတွေ့အကြုံရကောအလုပ်ရတဲ့အချိန်မှာပေါ့နော်ဖတ်တိုင်းတောင်မှတနားရီကို9000လောက်နဲ့အလုပ်လုပ်လို့ရပါတယ် native speaker ဆိုရင်တော့9000 8000ပေးရတာပေါ့နော်အဲ့တော့ဒါပြီးလို့ရှိရင်အလုပ်ရတယ်အကယ်၍မေမိုကကျတော့ F visa ဖြစ်သွားတော့အဆင်ပြေပေါ့နော် F visa မဟုတ်ဘဲနဲ့ဒီလိုမျိုးD2 ပေါ့နော်ကျောင်းပြီးရဲ့ visa ဆိုလို့ရှိရင် D2 အဲ့ D2 ကနေပြီးတော့အလုပ်ရှာမယ်ဆိုလို့ရှိရင်လေကိုရီးယားအစိုးရကနေပြီးတော့အလုပ်ရှာတဲ့ D10 ဆိုတဲ့ visa ကိုပြောင်းလို့ရတယ်အဲ့မှာမှ visa တက်တန်းတိုးသွားပေါ့နော်အများဆုံး3နှစ်လား2နှစ်လားမသိဘူးပြောင်းလို့ရတယ်အဲ့အချိန်မှာတက်တန်းဒီကျောင်းပြီးရဲ့အချိန်မှာဒီတန်းဗီဇာပြောင်းထားရဆိုလို့ရှိရင်ကိုကအလုပ်ရှင်ကိုသဘောကျလို့ရှိလို့ရှိရင်ကိုအလုပ်ရှာရေးဗီဇာပြောင်းပြီးတော့စာတင်တဲ့အလုပ်ကိုလုပ်လို့ရပါတယ်နောက်တစ်ခုကပေါ့နော်မေးရမြန်မာနေပြီးတော့ဓာတ်ရိုက်လာပြီးတော့ကျောင်းမတက်ပဲနဲ့အင်္ဂလိပ်စာတင်တဲ့အလုပ်လုပ်လို့ရလာပေါ့နော်အဲ့လိုမျိုးကတော့ခေါ်တာတစ်ခါမှမတွေ့ဘူးပါဘူးဘာလို့လဲဆိုတော့ထိုင်းတို့ဂျပန်တို့ပါလို့ဆိုလို့ရှိရင်ထိုင်းရဲ့ခေါ်ပြီးတော့ဗီဇာပေးပြီးတော့ခေါ်တာမျိုးရှိပေမဲ့ကိုရီးယားကတော့အဲ့လိုမျိုးလုံးဝမခေါ်ပါဘူးသူတို့ဒီမှာ native တွေဦးစားပေးရလဲပါတယ်ပြီးတော့သူတို့နိုင်ငံအကြောင်းပြီးရဲဆိုရင်တော့အဆင်ပြေမယ်ဒီတိုင်းဆိုလို့ရှိရင်တော့သူတို့ကဒီပေါ့မြန်မာနိုင်ငံသားတယောက်ကိုဗီဇာပေးပြီးတော့လာပြီးတော့စာတင်ပေးပါလို့မျိုးတော့မခေါ်ဘာလို့လဲဆိုတော့ဒီမှာလဲဆီယာမတွေကလုံလောက်မှုရှိရယ် native speaker တွေလည်းရှိရယ်သူတို့နိုင်ငံကလည်းမွေးထုတ်ပေးထားတယ်တစ်နှစ်ကိုမွေးထုတ်ပေးရဲ့ဆရာမတွေကလည်းအရေးကြီးတဲ့ဆရာမတွေလည်းအများကြီးဖြစ်တဲ့အတွက်အဲ့လိုမျိုးတော့ခေါ်တာတော့မျိုးတစ်ခါမှတော့မတွေ့ဘူးပါဘူးပေါ့နော်အဲ့တော့စာတင်ရတဲ့အခါမှာရောအခက်အခဲရှိလားကျောင်းသားတွေကဘယ်လိုနေလဲဆိုကျောင်းသားတွေကတော့အဆင်ပြေပါတယ်လိမ်လဲလိမ်ပါပါတယ်ကျောင်းသားတွေကမြန်မာနိုင်ငံနဲ့တိတ်မကွာပါဘူးကလေးဆိုတော့မြန်မာကျောင်းသားတွေကိုစိုးတယ်လို့တခါမှမတတ်မှတ်ဘူးပေါ့နော်ကျောင်းသားတွေကတော့အဆင်ပြေပါတယ်တခုကကြတော့နည်းနည်းဓာတ်ပုံတွေနဲ့ပတ်သက်တော့ sensitive အရင်ဖြစ်တယ်မိဘတွေကအဲ့လိုမျိုးတင်တာလို့ဘာလို့အဲ့လိုမျိုးမကြိုက်ဘူးဖြစ်တဲ့အတွက်ကိုရီးယားအဲ့ဒါတွေကိုလုံးခွင့်မရှိဘူးပေါ့နော်နောက်ပြီးတော့မြန်မာနိုင်ငံမှာကြာလို့ရှိရင်တော့ကလေးရနည်းနည်းတခုကိုမေးရင်ဗာနည်းနည်းကြောက်တတာပေါ့ရှင်ဒီမှာကြောက်ကလေးရတွေးခေါ်တွေပိုကောင်းတယ်ပိုပြီးတော့ပျော်ရဲဆိုရဲရှိကြရပေါ့နော်ကျန်တဲ့ဟာတွေကတော့အလုပ်ရှင်တွေကလည်းဒီအလုပ်သမားရောအလုပ်ရှင်ရောသူတို့ရဲ့ rights တွေရှိတာဖြစ်တဲ့အတွက်rights တွေကပေါ့အများကြီးရှိတာဖြစ်တဲ့အတွက်အရင်စိတ်ဖိစီးမှုတွေများပြီးတော့စိတ်ကျဉ်ကျက်တဲ့အလုပ်မျိုးလည်းမဟုတ်ဘူးပြီးတော့ကိုလှုပ်တာနဲ့တန်အောင်လဲပတ်စံရရတယ်အလုပ်ဖြစ်တဲ့ကိုယ်တိုင်ကျွမ်းကျင်မှုရှိမယ်ဆိုမှတော့အဆင်ပြေပါတယ်ပေါ့နော်အဲ့ဒါဆိုရင်တော့ဒီနေ့ကတော့ဒီလောက်ပါပဲအဆုံးထိကြည့်ပေးကြတော့ကျေးဇူးတင်ပါတယ်နောက်ထပ်မေးစရာရှိရဆိုလို့ရှိရင်လည်းမမောထပ်ပြီးမေးလို့ရပါတယ်ဒါကတော့မမောဒီမှာကိုရီးယားနိုင်ငံမှာ4နှစ်နေတဲ့အတွေ့အကြုံရပါတော့ဒါမမောရဲ့အမှန်တိုင်းပေါ့အားလုံးအမှန်တိုင်းပြပြထားတဲ့ဗီဒီယိုလေးဖြစ်ပါတယ်မြန်မာနိုင်ငံလာမဲ့ဒီချိန်စဉ်းစားနေရပေါ့ဒီဇောတက်မယ်ဆိုလို့ရှိရင်လည်းအလုပ်ရပါမလားစိတ်ပူတာအဲ့လိုမျိုးရှိရဆိုတော့အလုပ်ကတော့ရနိုင်တယ်ဒါပေမဲ့ဟာလာကျောင်းတက်နေတော့အတွက်တော့စာတင်တဲ့အလုပ်ရဖို့တော့နည်းနည်းတော့ခက်တယ်ဒါပေမဲ့ကိုမှအတွေ့အကြုံလည်းရှိရဲတငယ်ချင်းတွေလည်းရှိရဲဆိုတော့ရနိုင်ခြင်းရှိရဲကိုယ့်ရဲ့အလုပ်ရှင်နဲ့ညှိမယ်ဆိုတော့ရနိုင်ခြင်းရှိရဲတခြားအလုပ်တွေကတော့အများကြီးပဲလုပ်နိုင်တယ်စာတင်တဲ့အလုပ်မဟုတ်ပဲねစာတင်တဲ့အလုပ်ကျောင်းပြီးသွားရင်ဆိုရင်တော့စာတင်အလုပ်ရှာတဲ့ဗီဇာကိုပြောင်းပြီးတော့အလုပ်ရှာလို့ရတယ်အဲ့မှာမှကိုကြိုက်တဲ့အလုပ်ရှင်တွေ့ရဆိုလို့ရှိရင်တော့ကိုကဒီမှာဆက်နေပြီးတော့အလုပ်လုပ်နိုင်တယ်ပေါ့နော်လာကတွေကတော့3000ခွဲပေါ့အနည်းဆုံး3000ခွဲကနေစရပါတယ် native speaker တွေဆို9000 8000လောက်ထိ9000 8000လောက်ထိရကြပါတယ်ဟုတ်အဲ့ဆိုအားလုံးပဲကျေးဇူးတင်ပါတယ်ဒီနေ့တော့ဒီလောက်ပါပဲ